ကျွန်မမင်းရဲ့ဟိုငါပြောပြမှာဒါအေဗြဟံနဲ့အေဗြဟံရဲ့ဟိုတင်အေဗြဟံရဲ့သားစဉ်မျိုးဆက်နော်အာဆန်နဲ့ဂျေကုပ်အေဗြဟံနဲ့လာတဲ့အမျိုးစဉ်မျိုးဆက်ငါရှင်းပြမယ်နော်အေဗြဟံကမနော်အေဗြဟံရဲ့ဆာရာပေါ့နော်အေဗြဟံကိုဖျားခင်ကခေါ်တာခိနန်ပြည်နော်ဖျားခင်အဲ့ဒီအစ္စရေးအခုလောလောဆယ်အစ္စရေးပေါ့နော်ခိနန်ဆိုအရင်အဲ့ဒါကဘာဦးကျန်ခကြီးစနစ်မှာရှိရနော်ပြီးတော့ကဘာဦးကျန်15မှာဖျားခင်ကသူ့ promise တာအေဗြဟံကိုဂတိပေးရပေါ့အေဗြဟံ promise ပေးရဖျားခင်မင်းရဲ့လူမျိုးက great nation ဖြစ်လာလိမ့်မယ်โอเคအဲ့မှာအေဗြဟံမင်းဘယ်သူနဲ့အရင်ဆုံးပဲမျိုးသမီးနဲ့စရတယ်လဲဆိုတော့ဒီမှာအေဗြဟံကအရင်ဆုံးဒီအီဂျစ်ပေါ့နော်အီဂျစ်အိမ်စေဖို့ဟေဂါနဲ့ရတယ်အဲ့ဒီအီဂျစ်ဒါအေဗြဟံဖျားပေးမဲ့မိမမဟုတ်တော့ဒါပေမဲ့အဲ့ဒီစေဖို့နဲ့အဲ့ဒီဗာလဲဆာရာကလင်းမရတဲ့အတွက်သူဟေဂါနဲ့မိသားရပြုတ်ပြီးတော့သူရလာတယ်ishmaelအဲ့ဒီ ishmael ဒီအီဂျစ်ကောင်မလေးပေါ့နော်အေဗြဟံနဲ့ရပြီးတဲ့နောက်မှာသူ့ရဲ့ဒီအဲ့ဒီဗာလဲအေဗြဟံရဲ့မိန်းမကလေးများတဲ့မိန်းမသူဘယ်လိုပြောမလဲ harassment အနိုင်ကျင့်တာခံရတဲ့အတွက်သူထွက်ပြေးသွားတဲ့အချိန်မှာဖျားခင်သူနှစ်တောင်းနေခေါ်ပြီးထွက်သွားပါတော့ဖျားခင်သူပြီးဖျားခင်အေဗြဟံနဲ့တဆင့်ပြောတာနော်သူကသူ့သားကိုခေါ်ပြီးထွက်သွားသူ့သား ishmael အဲ့ဒီကဘာဦးကျ27မှာသူထွက်သွားခိုင်းတဲ့အမှရှိတယ်အဲ့ဒီကနေလာတဲ့ ishmael တွေကအခု arab နိုင်ငံသားတွေရဲ့ဘိုးအဖိုးကတော့ abraham ပေါ့နော်ဒါပေမဲ့သူတို့ရဲ့အဖေပေါ့နော်အဲ့ဒီ arab နိုင်ငံသားတွေရဲ့အဖေက ishmael ရဲ့အဘိုးကအဖေကကျတော့ abraham ဆိုတော့ arab နိုင်ငံသားတွေရဲ့အဘိုးက abraham နောက်တစ်ဆင့်ဆက်သွားမယ်abraham ကဒီ sarah နဲ့ရပြီးနောက်မှာ abraham ဖြစ်ပါနော်အဲ့ဒီ abraham ကရတဲ့သား isaac လို့ခေါ်တယ်အဲ့ဒီ isaac က abraham ရဲ့တူဒီယောသား abraham ချစ်ရတဲ့ sarah နဲ့ရတဲ့သားဆိုတော့အဲ့ဒီ hagar ကို abraham အဲ့လောက်မချစ်ဘူးဒါပေမဲ့ abraham ပိုချစ်တာက sarah ပိုချစ်တယ်ဆိုတော့သူရတဲ့သားကိုသူအမျက်နှိုးထားတယ်အဲ့ဒီအမျက်နှိုးထားတဲ့သားကိုမှဖျားသခင်ကသူ့ကိုဒီကပောင်းကျန်း22မှာမင်းအဲ့ဒီတောင်ပေါ်မှာသွားပြီးတော့အစတေးခံခိုင်းရနော်အမှဆက်သွားတဲ့ချိန်မှာ abraham က sorry ဒီ isaac ပေါ့နော် abraham ရဲ့သား isaac ကဒီ rebecca နဲ့ရတယ်အဲ့ဒီ rebecca နဲ့ရတဲ့ isaac rebecca နဲ့ရပြီးတော့သား2ယောက်မွေးတယ် jacob နဲ့ esau နဲ့2ယောက်ဒါ rebecca ရဲ့ဘိုက်ထဲမှာအမွာ2ယောက်ပေါ့နော် jacob နဲ့ esau ကသားကြီး jacob ကသားငယ်ကသားကြီးရဲ့ကောင်းကြီးမင်္ဂလာကိုအဖေ isaac စီကလူပြီးတော့အဲ့ဒီလူပြီးနောက်မှာသူကထွက်ပြေးသွားတယ်သူ့ကိုကြီးကလိုက်တယ်သူ့ကိုကြီးကြတော့ဒီနေ့ဒီချိန်မှာ father Adrian ပြောသွားတယ်ဒီကောင်းကြီး36ရှိဆိုတော့ဒီသားငယ်က jacob ကနောက် israel ဖြစ်လာဘူးနော်သူကထွက်ပြေးသွားတယ်အဲ့ဒီသူ့ဦးလေးရှိတဲ့ပြည်က Hebron လို့ခေါ်တယ်သူ့ဦးလေးရှိတဲ့ပြည်မှာထွက်ပြေးသွားပြီးတော့သူတွေ့တဲ့ဒီကောင်မလေးတယောက်သူရမ်းကြိုက်တယ်သူ့ဦးလေးရှိတဲ့ပြည်ကိုထွက်ပြေးသွားနော်သူ့ဦးလေးရှိတဲ့နေရာ Hebron နော်အဲ့ဒီ Hebron မှာသူ့ဦးလေးကသူကြိုက်တဲ့ကောင်မလေးကဒီသူကလက်နဲ့တာမင်္ဂလာဆောင်ဒါပေမဲ့သူကြိုက်တဲ့ကောင်မလေးမဟုတ်အဲ့ဒီမှာ Jacob ကသူ့ဦးလေးစီထွက်ပြေးသွားတဲ့အချိန်မှာသူ့ကိုယ်လိုက်တက်တော့သူထွက်ပြေးသွားတဲ့အချိန်မှာသူကအဲ့ဒီရေကန်မှာ Rachel ဆိုတဲ့ကောင်မလေးကိုသူကရမ်းကြိုက်တယ်ဒါပေမဲ့ယူလို့မရအောင်သူ့ဦးလေးကခွင့်မပေးဘူးမင်း Rachel နဲ့လို့ရှိရင်9နှစ်အလုပ်ပေးရမယ်ငါ့ကိုဆိုတော့ Jacob ကသူ့ဦးလေးကို9နှစ်လုပ်ပြီးတော့နောက်မှာသူ့ဦးလေးကသူ့လိန်ပြီးတော့သမီးကြီးကိုပေးစားတယ်သမီးကြီးဆိုတာလက်ပေါ့နော် Rachel အငယ်မဖြစ်တဲ့အတွက်လက်ကိုပေးစားတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီလက်ကိုရပြီးနောက်မှငါပြောပြဘာကြောင့်ဆိုအဲ့ဒီ Jacob ကလက်ကိုရပြီးနောက်မှာအဲ့ဒီကြီးမနဲ့ရတဲ့အဲ့ဒီအကြီးမလက်နဲ့ Rachel ကမောင်နှမပဲဒါပေမဲ့သူ့ဦးလေးကလိန်တာပေါ့နော်မင်းသူ့ကြီးမနဲ့ပေးအိပ်ပြီးတော့မှခလေးရလာတဲ့ Israel မျိုးနဲ့12မျိုးမှာတစ်က Ruben နှစ်က Simon 3က Levi 4က Judah နော်ပြီးဆက်သွားမယ်ဟုတ်ဘက်ကိုဒါပေမဲ့90ဒီမှာEzra နဲ့ Zebra ဒါတွေအမျိုးနဲ့ပေါ့နော်ဆိုတော့သူ့အမကြီးကိုရပြီးနောက်မှာ Jacob ကသူ့ဦးလေးကိုရမ်းစိတ်ဆိုးပြီးတော့မင်းငါဘာလို့လိန်တာလဲ9နှစ်လုပ်ပြီးငါ့ကို Rachel နဲ့မင်္ဂလာဆောင်မပြောတော့မင်းငါ့ကိုလိန်တယ်သူ့ဦးလေးကပြန်ပြောလဲဆိုတော့ငါတို့ရဲ့ delete ထုံးစံမှာအမငယ်ကိုအရင်ပေးလို့မရှိဘူးအမကြီးအရင်မင်္ဂလာဆောင်ရတယ်ပြီးမှအမငယ်ဆောင်ရတယ်ဆိုတော့မင်း Rachel လက်ရဲ့ညီမငယ်ကိုလို့ချင်းနောက်ထပ်9နှစ်ထပ်လုပ်ရမယ်ဆိုတော့အဲ့ဒါ Jacob ကလည်း Rachel ကိုရမ်းလို့ရှင်တော့သူကအဲ့ဒီစိတ်ပြင်းထန်ပြီးတော့နောက်ထပ်9နှစ်ဆက်လုပ်လာစုစုပေါင်း14နှစ်ပေါ့နော်အဲ့ဒီ
နောက်တစ်ခုနှစ်လောက်ပြီးတော့ Rachel ရတယ်သူရတဲ့ Rachel မှာသူမျက်နှာထားတဲ့ Jacob မျက်နှာထားတဲ့ Joseph ရလာတယ်နော်ပြီးတော့အဲ့ဒီ Rachel ကိုကူညီနေတဲ့ဒီအလုတ်စိတ်ပေါ်တူးနဲ့သူပြစ်မားပြီးတော့မှနောက်ထပ်2မျိုးထက်ရတယ် Dan နဲ့ Nephilim နော်ဒါပွာလာတဲ့မျိုးပေါ့နော်အဲ့ဒီ Joseph နဲ့ Rachel နဲ့ဒီ Rachel နဲ့ရတဲ့ဟာ Joseph အဲ့ဒီ Joseph ကျတော့ Asel ကို marry ပြီးတော့ဒီဟာမျိုးနဲ့ထပ်ပွာလာတယ် Joseph ကနေပြီးတော့ Benjamin ထပ်မွေးလာအဲ့လိုမျိုးဆိုတော့လာ Jacob ကနောက်ဆုံးမှာဒီကောင်းကင်နံပါတ်နဲ့ဘန်းလုံးပြီးတော့ဒီ Jacob ကရောင်းခံရတော့နော်ဒီ Joseph ကတားငယ်သူ့ရဲ့ကိုကြီးတွေကသူ့မတက်ကြဘူးလေသူကအဖေရဲ့မျက်နှာသာရလေဘာကြောင့်အဖေရဲ့မျက်နှာသာကိုရလဲဆိုအဖေကဒီဘက်ကညီကိုတွေကိုနဲ့ရတဲ့မိန်းမကအဖေရဲ့ချစ်မို့အဖေက Rachel ပဲချစ်တာဆိုတော့သူရတာလေ Joseph မျက်နှာထားရတခြားကိုတွေက jealous ဖြစ်တယ်ဆိုတော့ Joseph ကိုရောင်းစားတယ် Egypt ပြည်မှာရောင်းစားတဲ့ဆိုမှာအဲ့ဒီ Joseph ကလိန်မာတဲ့အတွက် Egypt ရဲ့မျက်နှာသာရတော့ Egypt မှာသူကဘယင်ရဲ့ကိုရင်တော်အလုပ်ရနော်ဒီကောင်းကင်နိုင်ငံတော်နဲ့နှစ်ပန်းလုံးပြီးနောက်မှာအဲ့ဒီကောင်းကင်တမန်နဲ့နှစ်ပန်းလုံးပြီးနောက်မှာအဲ့ဒီကောင်းကင်နိုင်ငံနဲ့နှစ်ပန်းလုံးတဲ့အချိန်မှာသူကသူ့ဦးလေးနေတဲ့ရွာကိုသူထွက်ပြေးရပါတော့ Rachel ကိုသူခေါ်ပြီးထွက်ပြေးတာသူ့ဦးလေးနေတဲ့မြို့ဆိုရွာကနေပြီးတော့သူမနေချင်တော့ပြီးတော့သူ့ဦးလေးရဲ့ဒီဘက်ကမောင်နှမတွေပေါ့နဲဒီရန်သူတစ်ဖွဲ့နဲ့တိုက်ပွဲဖြစ်တာရှိတယ်ထားလိုက်အဲ့ဒါသူကအဲ့ဒီကနေပြီးတော့သူအမှအစာရေးစာငတ်တာအဖြက်ကြီးအဲ့ဒီအစာရေးစာငတ်တဲ့ခေတ်ကာလလည်းရှိတယ်ဆိုတော့အဲ့ဒီအချိန်မှာသူတို့အဲ့ဒီအချိန်မှာ Israel လူမျိုးတွေကအကုန်လုံး Egypt ပြည်မှာကြုံခံနေရတာနှစ်ပေါင်း400အဲ့မှာစာရေးစာငတ်တဲ့အချိန်မှာသူတို့ကိုတွေကသူတို့ဒီမောင်နှမတွေပေါ့နော်ခြားသူ့ရောင်းစားတဲ့ကိုတွေကသူ့လာတဲ့အချိန်မှာအဲ့ဒီတော့ Joseph က Egypt ရဲ့ဘုရင်လက်ထောက်ဆိုတော့မင်းတို့ငါရောင်းစားမှတ်မိသေးလားရဲ့နောက်ပိုင်းမှာသူ့ဖေဒီ Joseph ကသူ့ရဲ့အဖေ Jacob နဲ့မောင်နှမတွေကို Egypt ပြည်ကိုလာခိုင်းတယ်သူ့ရဲ့လက်အောက်မှာသူကြည့်ရှုပြုစုရလို့မျိုးဒါအဲ့လိုမျိုးဆက်ဆိုတော့ Abraham slave မနဲ့ရတယ်နော်ရတဲ့ Ishmael slave ဆိုအိမ်စိတ်ပေါ်နဲ့ရတဲ့ Ishmael အဲ့ဒီအိမ်စိတ်ပေါ်ကဘုဒ္ဓစိတ်ပေါ်လို့ဆို Abraham နဲ့ Sarah နဲ့အိမ်စိတ်ပေါ်သူကနောက်မှာ Sarah ကလေးများတယ်နောက် Sarah အိုမင်းမကလေးရတာ Isaac ကfirst day ခံခဲ့ပြီးတော့ Jacob ဒီ Sarah နဲ့ရတာ Isaac Rebecca နဲ့မင်္ဂလာဆောင်ပြီး Isaac Jacob ကနောက်သူကြိုက်တဲ့မျိုးသမီး Rachel နဲ့ရတာဒီ Joseph Benjamin ဆက်လို့ဒီဗီဒီယိုတိကျပြန်လာတော့